ချက်သိမ်းထောက်တဲ့နာလောကစနာမျိုးတင်ဆက်ပေးနေတဲ့တကူစံရတဲ့ကျူဆိုပါတယ်ကျွန်တော်နေလင်းမှာမြန်မာနိုင်ငံရဲ့နေရာနဲ့ပြမှာလူသူမရောက်နိုင်တဲ့တောနက်ကြီးတွေအများကြီးရှိပါတယ်အဲ့ဒီတောနက်ကြီးတွေထဲမှာနေရုံကြီးတုံးဖြတ်တန်းနိုင်လောက်တစ်ပင်ကြီးရဲ့အုပ်ဆိုင်နေရပြီးနှစ်ပေါင်းရာနဲ့ချီတန်းရှိရဲ့တစ်ပင်အိုကြီးတွေကသူတို့ရဲ့ကိုယ်ပိုင်လျှို့ဝှက်ချက်တွေကိုထိန်းထားရပါတယ်ဒီညကျွန်တော်တင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့ပဲခူးရိုးမတောနက်ကြီးရဲ့အသေးနှလုံးလို့ခေါ်ရမယ်နေရာဆွန်ဖျားကလူသူမနီးရဲ့စကန်တစ်ခုမှာအမှန်တကယ်ဖြစ်ခဲ့တယ်လို့အဆိုရှိခဲ့တဲ့ကျင်းစာတစ်တုတ်စခန်းအမှတ်၄ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ပြပြက1990ပြည့်လွန်နှစ်များစောပိုင်းကာလမှာဖြစ်ခဲ့တာပါအဲ့ဒီချိန်ကပဲခူးရိုးမတောနက်ထဲမှာတစ်တုတ်လိုရေးစခန်းတွေအများကြီးရှိခဲ့ပါတယ်ဇလန်ရဲ့အဓိကဇက်ကောင်ဖြစ်တဲ့ကိုမင်းဆိုတဲ့လူငယ်လေးကအကျွေးတွေပက်လက်ဝိုင်းနေတဲ့မိသားစုကိုခေတင်မှုအတွက်လာသာကောင်းတဲ့တစ်ကားမောင်းတဲ့လုပ်ကိုရွေးချယ်ခဲ့ပါတယ်သူတောင်းဝင်ချတဲ့နေရာတော့ရိုးမတောနက်တွေကတစ်တုတ်စခန်းအမှတ်ခွန်မှာအဲ့စခန်းကိုရောက်ဖို့အတွက်တောင်ကြချောင်းတွေကိုဖြတ်နေအောင်တော့မရတဲ့ဒေါ်လန်းကြီးတွေကို3ရက်တီမောင်းနေရပါတယ်။ကိုမင်းစခန်းကိုရောက်တဲ့ပထမဆုံးနေ့မှာပဲတခုလွဲချော်နေတယ်ဆိုတော့သူခံစားလိုက်ရတယ်။စခန်းကလူသမားတွေကတယောက်နဲ့တယောက်စကားသိမ့်မပြောကြအောင်။သူတို့ရဲ့မျက်လုံးတွေထဲမှာအမြင်နဲ့စုံတစ်ခုကိုကြောက်လန့်နေတဲ့ရဲရောင်တွေရှိနေရတယ်။အထူးသဖြင့်ညဘက်ဆိုရင်ဘယ်သူမှတဲပြင်ကိုမထွက်ရဲကြဘူး။ညဘက်ရေနံစီမီးခွက်လေးထုံပြီးထမင်းစားနေတော့စခန်းရဲ့အသက်ကြီးဆုံးတစ်ကားဆရာကြီးဥပါကိုမင်းနာကိုတိုးလာပြီးလေးတန်းတူးတူးနဲ့သတိပေးစကားတစ်ခုပြောလာပါတယ်။မောင်မင်းကဒီတော့အကြောင်းဘာမှမသိသေးဘူး။ငါတခုတော့တေချာသတိပေးလိုက်မယ်။မင်းတကားမောင်ရဲ့စခန်းလေးကိုဖျက်ရတဲ့အခါကျရင်ဒီမဝင်ခင်ရောက်ဖြတ်ပါ။တကယ်လို့ညဘက်ကြီးအဲ့နေရာကိုရောက်သွားခဲ့ကားကိုဘယ်တော့မှမရက်နဲ့။ဘာသာပဲကြာဘသူပဲတာလှဲ့မကြည့်ပဲလီပါဦးသာအကုန်နင်းပြီးမောင်းထွက်ခဲ့။အဲ့နေရာလူနေတဲ့နေရာမဟုတ်တော့ဘူး။ဆိုပြီးကိုမင်းကဥပအောင်ပြန်မရဲ့စခန်းလေးမှာဘာတွေဖြစ်ခဲ့လို့လဲဦးလေးဥပရဲ့မျက်နှာချက်ချင်းတင်းမာသွားပြီလွန်ခဲ့တဲ့10နှစ်ကအဲ့ဒီစခန်းမှာတက်ခုတ်သမားတယောက်ယူသွတ်သွားပြီသူ့မိသားစုနဲ့လုံသမား9ယောက်ကိုပစိန်နဲ့ကုတ်တက်သွားခဲ့တယ်သူ့ကိုလည်းရွာသားတွေကဝိုင်းပြီးတစ်ပင်မှာကျိုးဆွဲချတက်ပစ်လိုက်ကြတယ်အဲ့ချိန်ကစားပြီးစခန်းလေးကချိန်စာတင့်သွားတာပဲအဲ့နေရာကိုညဘက်ဖြစ်သွားတဲ့ကားသမားနဲ့အသက်ရှင်လေးပြန်မလာကြတော့လာတော့ကြတော့ကိုမင်းလည်းတောလန်းကိုတော်တော်လေးကျွမ်းကျင်လာခဲ့တယ်ဒါပေမဲ့တနေ့မှာတော့သူမကြုံကျင်ဆုံးခြေနေတစ်ခုကိုရင်ဆိုင်လိုက်ရပါတယ်မြို့ကိုတက်သွားချပြီးပြန်သူကတောင်အောက်မှာနေပြတ်သွားလို့ပြင်နေရတယ်အချိန်တော်တော်လင့်သွားတယ်သူစကန်းကိုပြန်ဖို့တောလန်းနဲ့ဝင်ရတဲ့အချိန်မှာပဲမိုးကရုတ်တရက်တဲကြီးမေးကြီးရွာချလာတယ်ည8 နာရီလောက်ပဲရှိသေးပေမဲ့တောနက်ထဲမှာတော့ညသကောင်လိုမှောင်မဲနေပါပြီရှီမီအောင်နှလုံးကလွဲဘာမှမမြင်ရပါဘူးကားဝိုက်ပါလေမိုးရီတွေကိုမနိုင်တော့ကိုမင်းရှင်ထဲမှာဒိန်းကြီးနဲ့ဖြစ်သွားတယ်ဘာလို့လဲဆိုတော့နောက်ထပ်နာရီဝက်လောက်နေသူအဲ့ဒီစခန်းလေးအဟောင်းကြီးရဲ့ရှေ့မှာဖျက်ရတော့မှမလို့ပါပဲဥပရဲ့စကားတွေကသူနားထဲမှာပဲ့တင်ထန်နေတယ်ဘာသာမဲကြာဘသူပဲတာလှည့်မကြည့်ပဲလီပါဦးတော့အကုန်နင်းပြီးမောင်းထွက်ခဲ့ကွာဆိုတဲ့ဥပရဲ့စကားတွေပေါ့ဗျာသူကားကိုအမြန်မောင်းခြင်းပေမဲ့ရှွန့်ဘော့တွေထူထပ်နေတဲ့တောင်တက်လမ်းဖြစ်လို့မြန်မောင်းလို့လည်းမရအောင်ဖြည်းချင်းမောင်းလာရင်ရှီနာကလမ်းကွေးကိုရောက်မှာလျှက်စစ်ချက်လက်သွားတယ်လင်းအောင်ကိုမင်းစုံကိုလမ်းမြင်လိုက်ရတယ်လမ်းမျိုးကဆွေးမြင့်နေတဲ့တာဆိုင်ကိုအကျိုးတခုအဲ့ဒီဆိုင်ကိုမင်းမိန်နေတဲ့စလုံးအနီးရောင်နေနဲ့ရေးထားတာတထုပ်စကန်မှလေသူအဲ့နေရာကိုရောက်သွားပါပြီဒုက္ခပါပဲကွာကိုမင်းတယောက်စီရီယာလေးကိုလက်သီးနဲ့ထုလိုက်တယ်ကားရင်ချင်းဟာစကန်လေးရဲ့ဆိုင်မှုရှိရောက်မှရုတ်တရက်ကြီးထိုးရသွားတာပါသူတော့အချင်းချင်းပြန်လှည့်ကြည့်ပဲကားဆက်ပြန်မနိုးတော့မိုးကလည်းတဲတဲမဲမဲရွာနေတယ်ပတ်ဝန်းကျင်တစ်ခုလုံးကအကြတမ်းမကြားလောက်တိတ်ဆိတ်နေတယ်အဲ့ချိန်မှာပဲကားအပြင်မှာအမောင်လူတွေကနေထူးဆန်းတဲ့အတန်တစ်ခုစတင်ကြားလိုက်ရတယ်တခွက်နဲ့တစ်ပင်ကိုပစိန်နဲ့ခုန်နေတဲ့အတန်မှာဒီလိုမိုးသိနေတဲ့ညသကောင်ကြီးမှာလူသူပြက်လက်နေတဲ့ချိန်စာတင်စခန်းဟောင်းကြီးမှာဘသူမှမျက်တစ်ခုန်နေမှလဲအတန်တဖြည်းဖြည်းနဲ့ကားနားကိုနီးလာတယ်တခွက်နဲ့အတန်ပေါ့ဗျာကိုမင်းတကူလုံးချက်တီးတွေဖြန်းကနေထားသွားပြီးတက်ရှူရအောင်ခတ်လာတယ်သူကားတကားတွေကိုအမြန်ဆွဲတင်ပြီးတကားတွေကိုလောချလိုက်တယ်ယူဒီရဲ့တစ်ခုတ်တန်လေးရှက်သွားတယ်အဲ့ဒီစားရွှန်းဝတ်တီထဲမှာခြေပလာနဲ့ရှောက်လာတဲ့အတန်တွေကိုကြားလိုက်ရတယ်တဘောဘောနဲ့ခြေတန်တွေကသူကားရဲ့အနောက်ဘက်ကနေစတင်ပြီးဘဲတကားနာကိုဖြည်းဖြည်းချင်းရွှေ့လာတယ်ကိုမင်းခေါင်းကိုငုံထားပြီးမျက်စိကိုမှိတ်ထားလိုက်တယ်မကြည့်နဲ့လှည့်မကြည့်နဲ့လို့သူ့ကိုယ်သူစိတ်ထဲကနေအထက်ထပ်ပြောနေတယ်ဒါပေမဲ့လူ့တဘာဝရအကြောက်ဆုံးအရာကိုပို့ပြီးသိကျင်လာတယ်မို့လားကိုမင်းမျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ပြီးကားရဲ့ဘဲဘက်ဘေးကြီးမှန်နဲ့အသာလေးလှမ်းကြည့်လိုက်တယ်
မှန်ထဲမှာမြင်လိုက်ရတဲ့မြင်ဝဲကြောင့်ကိုမင်းရဲ့နှလုံးသားတစ်စက္ကန့်လောက်ရှက်တန့်သွားတယ်ကားတကားပြီးရက်နေတာလူတစ်ယောက်တော့လူတစ်ယောက်ပဲဒါပေမဲ့သူ့မှာမျက်နှာမရှိဘူးမျက်နှာရှိရမယ့်နေရာမှာပုတ်ခေါင်နေတဲ့သွေးသားအစာအနာတွေပဲရှိတယ်ညာဘက်လက်ထဲမှာတော့သွေးတွေစီးကြနေပစင်ကြီးလက်ကင်ထားတယ်အဲ့ဒီမျက်နှာမှာပါတဲ့ရှာကြီးကကားမှန်ကိုသူ့ရဲ့ပစင်ရိုးနဲ့လာခောက်တယ်ကားပွင့်ပေးပါငါ့ကိုအိမ်ပြန်ပို့ပေးပါဆိုတဲ့အော်ရှာအတန်ကြီးကကားပြင်ဘက်ကနေမဟုတ်ဘူးကိုမင်းရဲ့ခေါင်းထဲကိုဓာတ်ရိုက်ရောက်လာတယ်လို့ခံစားရတယ်ကိုမင်းကြောက်လန့်တဲ့ကြားနဲ့ကားတော့အတင်းလှည့်ပြီးစနိုးကိုကျိုးသားတယ်ကားလုံးဝကိုနှိုးလို့မရဘူးအပြင်ဘက်ကအရာကြီးဒေါသထွက်လာတယ်သူကစိန်ကိုမြောက်လိုက်ကားရဲ့လေကားမှအားကုန်လွှဲချလိုက်တယ်မန်းကွဲသွားပြီမြေပင့်ကိုရင်လို့အကွဲကြောင်းကြီးဖြစ်သွားတယ်ကိုမင်းတက်လူပြီးဖျားသားတွေကိုပါဇက်ကနေအော်ရွတ်ပါတော့တယ်ဒေါ်ဆောင်နဲ့တောင်ဆောင်နဲ့တွေကိုလည်းအော်ဟဲ့ကိုကြီးတောင်းတယ်ကျွန်တော်ကိုလှုပ်ပေးပါကျွန်တော်ကသားနဲ့မယားနဲ့လူပါလို့အော်ပြောရင်ကားတော့နောက်ဆုံးတစ်ချက်အားကုန်တုံးပြီးလှည့်လိုက်တယ်အင်ဂျင်ကလည်းအံ့ပွေပဲပြန်နိုးသွားတယ်ကိုမင်းကြီးကိုအဆုံးထိနင်းချလိုက်ပြီကောက်ရှွန့်ဖို့တီကြားနဲ့တင်းရုံထွက်မောင်းခဲ့တယ်နောက်ဘက်ကနေမင်းလွတ်မဲ့ထင်းနေရလားဆိုတဲ့စူးစူးဝါအော်တန်ကြီးကတအုပ်တစ်ခုလုံးဟိမ့်ထွက်သွားတယ်ကိုမင်းဘာမှခီးမဆနိုင်တော့ပဲနောက်ကိုလုံးဝလှည့်မကြည့်တော့ပဲစကန်းခွန်ရောက်တဲ့အထိကားကိုယူတယောက်လိုမောင်းလာခဲ့ပါတော့တယ်နောက်နေ့မနက်ခင်းစကန်းကိုရောက်တဲ့အခါကိုမင်းကကားပေါ်ကနေတတိလေးလေးအနေထားနဲ့ပါလာခဲ့တာကိုလူသမားတွေတွေ့ခဲ့ရတယ်သူတတိပြန်ရလာတော့ညကဖြစ်ဖြစ်အားလုံးဥပကိုပြောပြခဲ့တယ်ဥပကကိုမင်းရဲ့ကားကိုသွားစစ်ကြည့်ရကကားရဲ့လေကမှန်ပစိန်နဲ့ခုတ်ကန်ထားတယ်လို့အကွဲနေတာတွေ့ရတဲ့ပြင်ကားရဲ့တကားလက်ကင်ဘူးတွေမှာလေလူတယောက်တင်းဆွဲဖွင့်ထားလို့ပြချင်နေတဲ့သွေးဆုံးနေတဲ့လက်ပွေရာကိုတင်ရှာတွေ့ခဲ့ရပါလေ။အိန္ဒိယစာပြီးကိုမင်းတယောက်တက်ကောင်းမောင်းတဲ့အလုပ်ကနေထွက်ခဲ့ပြီးအဲ့ဒီပကိုးရုံးမှာဒေါ်နဲ့ကြီးတဲ့ခြေတလန်းတော့ထပ်မချရတော့ပါဘူး။ခမားတို့ကဒီဖြစ်ပျက်ကိုအလို့မြည်လေ။တကယ်လို့တင်သာကိုမင်းနေရမှာဆိုရင်အဲ့ညာဘယ်လိုမျိုးလွတ်မြောက်အောင်ကြိုးစားမလဲ။တော်ရီတောင်းနေထဲမှာဒီလိုမကျွတ်မလွတ်တဲ့နံဝင်းညင်တွေကတကယ်ပဲရှိနေတာလို့ယုံကြည်ပါသလား။တဲ့မျိုးကိုမမဝင်ရောက်ဆွေးနွေးတော့ပါဘူး။ဒီကနေ့ The Ghost Diary ရဲ့တိစုံကတော့ဒီလောက်ပါပဲ။နောက်ထပ်လည်းဒီလိုရှင်ဓမ္မမဖြစ်စေမယ်ဒီမှာပြည့်ချက်တီးထားတဲ့ဇလန်းနေဖြစ်ရမှန်နေတရေဇလန်းတွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာမို့ channel ကို subscribe လုပ်တာကိုမမေ့ပါနဲ့အဆုံးထိကြည့်ရှုပေးရတဲ့ငွေချင်းများအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပါ